Nin Studio ရဲ့ Jam Center နီမှာကြိုဆိုပါရရှင်။အသက်ရွယ်ငယ်တုန်းခီးတွေသွားနိုင်တော့ချိန်ကောင်းတော့မှခီးသွားကြဖို့အားလုံးကိုတိုက်တွန်းလိုက်ပါရနော်။အမတ်တရကောင်းနေစုဆောင်ဖို့မမေ့ကြပါနဲ့နော်။ along the way ဒီနေ့ကတော့ day 3ပါခြုံချင်းရဲ့3ရက်မြောက်နေ့ပါရှင်။နင်တို့ကဒီနေ့ခြုံချင်းရဲ့နေရာတော်တော်များများကိုရှောက်လည်မှာဖြစ်ပါတယ်။ခုကတော့လက်ရှိရောက်နေတဲ့နေရာလေးရောက်ရှိပါတီလို့ခေါ်ပါတယ်။ရှိပါတီဆိုတာကလေကား18ဆင်းလို့အဓိပ္ပာယ်ရပြီးတော့ခြုံချင်းရဲ့အိုးတောင်လို့ပြောလို့ရပါတယ်ရှင်။ခြုံချင်းဟာတောင်တန်းမြို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့အနေမြေလေကားလမ်းများစွာရှိပါတယ်။နင်တို့ခုရောက်နေတဲ့ရှိပါတီဆိုတဲ့နေရာလေးရဆိုလို့ရှိရင်ဟိုးရင် Queen Dynasty လို့ခေါ်တဲ့ဟိုးရှေးရင်တွေကလူနေထိုင်ခဲ့တဲ့နေရာလေးတစ်ခုလို့သိရပါတယ်။ဟိုချစ်စရာလေးဒီလမ်းလေးဒီရှိပါတီဆိုတာလေဟိုးရင်ကဆိုရင်တဲ့တာမန်ပြည်သူတွေအလုံသမားတွေလက်မှုပညာရှင်တွေအများဆုံးနေထိုင်ခဲ့တဲ့နေရာတစ်ခုပါတယ်ရှင်ရှိပါတီဆိုတာလေကား18ဆင်းလို့အဓိပ္ပာယ်ရပါတယ်လေကား18ဆင်းဆိုတာလေကားတစ်ထစ်နှစ်ထစ်သုံးထစ်18ထစ်ကိုပြောတာမဟုတ်ဘူးเนาะလေကားထစ်နံပေါင်း18ခုရှိတဲ့အတွက်ကြောင့်မို့လို့လေကားထစ်နံပေါင်း18ခုရှိတဲ့လေကား18ဆင်းလို့ပြောတာပါတဲ့ 你是3层步道过来的吗？对，这点儿3层巷过来的。ခြုံချင်းอ่ะဆိုရင်တောင်တန်းမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ခြုံချင်းရဲ့လမ်းတော်တော်များများဆိုလို့ရှိရင်ပြပြလမ်းမျိုးမဟုတ်ဘူးတောင်တက်တောင်ဆင်းကိုလမ်းပုံစံမျိုးတွေနဲ့တိစောက်ထားတာဖြစ်ပါတယ်မရွေးတွေရှိပါတီဟာခြုံချင်းရဲ့အိုးတောင်မျိုးလို့ခေါ်လို့ရပြီးတော့ခြုံချင်းမျိုးရဲ့မူလဖွဲ့စည်းပုံလူနေမှုဘဝနဲ့ရိုးရာအစားအုံတွေကိုထိန်းသိမ်းထားတဲ့နေရာတစ်ခုပါရှင်对对。来些饺子茶了。嘿，我说喝茶，你说走，喝茶。哦，喝茶来喝茶。来喝茶，走。来，抓紧，茶儿泡起。来，你看这里有没有？这里。走去，行啊，拿来的多花。哎，警察晓得啦。ဒီရှိပါတီကအရင်ကဆိုလို့ရှိရင်တော့အမှန်တကယ်လူနေထိုင်ခဲ့တဲ့နေရာတစ်ခုပါနော်ဒါပေမဲ့2010ခုနှစ်မှာတော့အိမ်ဟောင်းများစုကိုဖျက်သိမ်းလိုက်ပါတယ်ဖျက်သိမ်းပြီးတော့တမိုင်းပုံစံထိန်းသိမ်းတဲ့အဆောက်အုံပုံစံတွေပြကန်းတွေဆိုင်ရန်တွေကိုပြန်လည်တည်ဆောက်ထားတယ်လို့သိရပါတယ်ရှင်看。ခုနင်းတို့မြင်နေရတဲ့ရှိပါတီဆိုတာကခုခေတ်မှာပြန်လည်တည်ဆောက်ထားတာဖြစ်ပြီးတော့ခင်မီဆိုင်ကန်းတွေကိုတမိုင်းနဲ့ပေါင်းစပ်ထားတဲ့ tourist attraction တစ်ခုအနေနဲ့ဖွင့်လှစ်ထားတဲ့နေရာတစ်ခုပါနော်ဒီနေရာမှာဆိုလို့ရှိရင်တပုံရိုက်လို့လဲကောင်းတယ်ရိုးရလက်မှုပစ္စည်းတွေစားစရာဆိုင်တွေလည်းအများကြီးရှိရယ်နော်နောက်ပြီးသူ့မှာထိုးကြတာတစ်ခုကတမိုင်းပြကန်းရှိတယ်တဲ့အဲ့တော့နင်းတို့တမိုင်းပြကန်းလေးတွားကြည့်ရအောင်နော်နင်တို့ခုတက်လာရင်လည်းဘာတွေ့လဲဆိုတော့ရေတွင်းတွေ့ပါတယ်เนาะဒါကတော့ခြုံချင်းမှာရှိတဲ့ရှိပါတီရဲ့ဟိုးရင်တုန်းကရက်ကွက်လူနေထိုင်မှုအတွက်ရက်ကွက်လူတွေ
သုံးပြုခဲ့တဲ့ယူရင်းတစ်ခုလို့သိရပါတယ်နော်ရှီဘာတီကတောင်ဆောင်မြို့ဖြစ်တဲ့ကြောင့်မို့လို့ရင်ခက်ကဆိုရင်အိမ်တိုင်းမှာရေမရှိပါဘူးနော်ဒါကြောင့်မို့လို့ရက်ကွက်လူလူကသူတို့ဟာသူတို့သုံးဖို့အတွက်ကိုဒီရေရင်းတွေကိုတူးဖော်ခဲ့ကြတယ်လို့သိရပါတယ်ဒီရေရင်းဟာဆိုရင်နေ့စဉ်ဘဝအတွက်အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ခဲ့ပြီးတော့ဒီရေကနေပြီးတော့တောက်သုံးရေချက်ပြုတ်တာရှော့ဖို့တာအကုန်လုံးကိုဒီရေရင်းကနေပဲထုတ်ယူသုံးစွဲခဲ့ရတာပါတဲ့ခုဆိုရင်တော့ဒီရေရင်းကိုမူလပုံစံတိုင်းပြန်လည်ထိန်းသိမ်းထားပြီးတော့သမိုင်းမွေနှစ်ပြကန်းပုံစံဖြစ်နေထားရှိထားခြင်းဖြစ်ပါတယ်ဒီရေရင်းကအမှန်တကယ်တောက်သုံးဖို့မဟုတ်တော့ပေမဲ့ရှီဘာတီရဲ့လူတည်မှုဘဝအဟောင်းကိုပြသတဲ့သင်္ကေတတစ်ခုဖြစ်နေရှိလိုနေတာပါရှင်止咳化痰的。နင်တို့ကခုဆိုရင်တော့တမိုင်းပြကန်းတစ်ခုစီသွားမှာဖြစ်ပါတယ်နော်အဲတမိုင်းပြကန်းကဒီခြုံချင်းမျိုးရဲ့ဘုံခိုခြင်းပေါ့နော်စစ်ကာလာကစစ်တွင်းကာလာတော့ကဘုံခိုခြင်းတိစောက်ခဲ့တဲ့နေရာတစ်ခုလို့သိရတယ်အဲ့တော့နင်းနဲ့တူတူလိုက်ကြည့်ကြအောင်နော်ဒီပြကန်းဆိုလို့ရှိရင်ရှီဘာတီရဲ့လူနေမှုယဉ်ကျေးမှုအလုပ်ကိုင်ပုံစံနဲ့တမိုင်းကြောင်းကိုပြန်လည်ဖော်ပြဖို့အတွက်ရည်ရွယ်ပြီးဖွင့်လှစ်ထားတဲ့ပြကန်းတစ်ခုပါရဲ့ရှင်还没分的时候那时候就是我们政府抗战哦，对。大学生企业都很大大学生都很大哇像花哎这张图太厉害了ဒီပြကန်းနေရာမှာဆိုရင်ဖြင့်ကြောက်တူးသူလက်သမားကုံထမ်းသူစသည်ဖြင့်ရုပ်ထုများကိုတိစောက်ပြသထားပြီးတော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ရှေ့ခေတ်ခက်ခဲတဲ့ကာလအတွင်းမှာလူထုရဲ့ဖြတ်သန်းခဲ့ရတဲ့ဖြတ်သန်းပုံတွေကိုဗီဒီယိုနဲ့ပြသထားတာဖြစ်ပါတယ်သူကဟိုကလောက်တာလေမဟုတ် demonstration ပြတာဗာလေဒီအားလေးဘုံကိုချင်းဟုတ်တယ်ဗာလေဘုံကိုချင်းဟိုကမဟုတ်လို့သူအဲ့တိုင်းကိုသူကဘုံနေလာပြီဆိုရင်သူကဟိုထဲမှာလေနင်တို့ဒီပြကန်းကိုရောက်ပြီးသိမကြဘူးလေရင်တန်းလေးကြားပြီးတော့ဆိုလန့်ပြီးတော့နင်တို့ပြန်ပြီးခန်းပြန်ထွက်ကြရသေးလားသူတို့ရဲ့ demonstration ပြတာတကယ်ကိုပြီးနေတာနော်နင်တို့ကလည်းလန့်တာဆိုတာလေပြကန်းပြင်ဘက်ပြန်ထွက်ကြတော့နည်းနည်းပြန်ခေါ်ရတယ်နင်ကိုယ်တိုင်နဲ့ရှင်းပြပြီးပြန်သာခေါ်ရတယ်ဒါ demonstration လုပ်နေတာတကယ်မဟုတ်ဘူးဆိုပြီးပြန်သာခေါ်ရတယ်ကိုယ်လည်းကြောက်နေနေတော့ရှင်းပြတဲ့သူကလုံရင်းကိုမရောက်တော့သူဖြစ်နေတာသိပါဒီခြုံချင်းရဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်တွင်းကာလမှာတရုတ်နိုင်ငံရဲ့မြို့တော်ဖြစ်ခဲ့တာပေါ့နော်ဒါကြောင့်မို့လို့ဒုတိယကမ္ဘာစစ်ကာလတွေမှာဒီခြုံချင်းရမကြာခဏဘုံနေရင်နဲ့ဘုံကျဲတိုက်ခိုက်ခံရတဲ့ဒါကြောင့်မို့လို့အဲ့ဒီချိန်မှာဒီနေ့ဘုံကုန်ချင်းနေအောင်တူခဲ့တာတဲ့ဘာလဲနေခါပြရလဲဘောလို့တင်းခါဘုံကိုချင်းလေ
看一下吧，止高望糖的。来毛巾嘞。 ဒီလမ်းတောက်လျှောက်မှာလည်းလေအစားအစာတွေကိုအမီးစမ်းစားလို့ရတဲ့နေရာတွေအများကြီးပါအဲဒါမျိုးကတော့လမ်းတစ်လျှောက်စားကြပါတယ်အမီးပါတယ်ရောက်တဲ့နေရာတိုင်းမှာလည်းနင်းတို့အမှတ်တရတပ်ပုံလေးတွေရိုက်ခဲ့ပါသေးရဲ့ရှင် ကဲခုဆိုရင်တော့နင်းတို့ရှိပါတရက်နေပြန်ပါတော့မယ်ရှင်ပြန်နေဒီလေးကပွင့်ပြီးတော့ပေါ်ပြန်ရောက်သွားအောင်မယ် လာခဲ့တော့တလန်ပြန်တော့တလန်ဆိုတော့နင်တို့ရဲ့ထုံးစံတိုင်းလမ်းပြောင်းနေပါပြီရှင်ဟုတ်လားဟုတ်ဘူးဒီอ่ะ 不能来玩呀，没见他。然后我。
လက်ရှိနင်းတို့တွားရောက်လဲပတ်မဲ့နောက်ထပ်နေရာတစ်ခုကတော့1940ဒုတိယကမ္ဘာစစ်တွင်းကာလတွေမှာနိုင်ငံရေးကျင်းသားတွေကိုထားရှိခဲ့တဲ့လျှို့ဝှက်ခြင်းတောင်လို့ပြောပါတယ်အဲ့တော့အတူတူတွားကြည့်ကြအောင်လေpassport yeah ခုလိုမျိုးအထဲရောက်ဖို့တော်တော်ဝေးဝေးလမ်းလျှောက်ရပါတယ်ဒီမှာဗီဒီယိုရိုက်ခွင့်မပေးလို့ပြောပါတယ်အဲ့တော့နင်တို့ဒီကင်မရာလေးပိတ်လိုက်ပါအောင်မယ်ဒီနေ့နင်တို့ကကလေးတွေရဲ့ကျောင်းလေးလာရေးခီးစဉ်နဲ့တိုးနေတာပါခုတော့နင်တို့ဒီနေရာကနေပြန်ပါပြီသူလည်းမွေးတာ哇ဘာမှပြကြနေဒီကမွေးတော့ ပေးလေးကြည့်ပါအောင်နဲ့ပေးလေးတဲ့刚刚下去超市我们逛了啊，这里就不留时间买东西了，因为您等一下去逛一下，您可以看一下那个价格啊，相差很多的。ကဲခုနင်တို့ရောက်ရှိနေနေရတော့စီကီကူလို့ခေါ်ပါတယ်เนาะကင်မရာတိုင်းကမိုက်တယ် တကယ်တိကျပြရလားဟုတ်ပါဘူးစံပါပြတာ我给我洗啊！但是毛线女孩子，那还说我不喜欢。我不要你闻，因为不好吃。ဒီနေရာမှာဆိုရင်လည်းဈေးဆိုင်တန်းတွေအများကြီးနဲ့လဲလို့ပတ်လို့ကောင်းပါတယ်။အဲဈေးဆိုင်တန်းတောက်လျှောက်ကလည်းအစံပဲအမြည်တွေကျွေးရကြလေစားလို့တော့မဝအောင်စားလို့လည်းတကယ်ကောင်းပါတယ်အမြည်ကျွေးရတဲ့နေရာတွေအများ
ကြီးပါဆိုင်တိုင်းလိုလိုဘကိုအမိကျွေးတာပါ尝尝试试表。来，准备的啊。Hello，谁 ？Sorry， 上位的卡要不要我喂你？大家来吗？咱们王炳。啊？大家放进去可以。 Lazy Bar Station ရဲ့တိုက်ထဲကိုရထားကြီးဝင်သွားတဲ့ဟာကိုလည်းအမိရရိုက်ခဲ့ပါသေးတယ်။အဲ့နေရာမှာဓာတ်ပုံရိုက်ပေးတဲ့သူတွေရှိပါတယ်။ဒီနေရာရောက်ရင်ဓာတ်ပုံရိုက်ဖို့မမေ့နဲ့နော်။နေ့ရက်ဒီနေ့ခီးစဉ်လေးကတော့ဒီလောက်ပါပဲရှင်။နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်နော်။အားလုံးပဲဘိုင်ဘိုင်။